ကျွန်တော်တို့တိုင်းပြည်မှာဗျအခုတော်လှန်ရေးရလေခက်မြက်ပြတ်ဖို့အတွက်ပြတ်သားကြဖို့လိုအပ်ပြီရှင်းရှင်းပြောပြည်သူအားစပြီးတော့လုံနေတဲ့ဒုတိယအကုန်ပြတ်သားကြဖို့လိုအပ်ပြီပြည်သူအနေနဲ့ကလည်းဒီပွဲမပြတ်ရင်ခုနကပြောသလိုဟိုဘက်လဲကြောက်ကဒီဘက်လဲကြောက်ကဆိုတဲ့နေရာတွေလည်းရှိနေတယ်ဟိုနောက်တစ်ခုစိုးတာကဘာကိုလှုပ်လောက်ကမှမသိဘယ်ကိုအားကိုလို့အိုးကမှမသိတဲ့ဟာဘာဖြစ်လို့လဲတော်လိုင်းဒေတာတွေမှာကောင်းကောင်းမွန်မွန်နေနေကျွန်တော်အများပြောလို့မိုးကုတ်ပြက်မှာဆိုပြီးတော့အခုလက်ရှိစစ်တပ်ထောက်ခံတဲ့ကောင်တွေထအောင်တယ်မိုးကုတ်ကိုစစ်တပ်ကဘုံတော့မကြိုက်မိုးကုတ်ပြက်เสียအကြောင်းရှိတာမိုးကုတ်ပြက်မှာဆိုလို့ရှိရင်မင်းတို့စစ်တပ်ကိုဘုံမကျဲခိုင်းတယ်လေမိုးကုတ်ပြက်เสียအကြောင်းမရှိဘူးလေတော်လိုင်းအင်အားစုတွေမိုးကုတ်မှာတက်လုံးနေတယ်ဘာမှမဖြစ်ဘူးအဲ့မိုးကုတ်မီးနဲ့လိုက်မချို့ဘူးအဲ့မိုးကုတ်လက်နဲ့ကြီးနဲ့လိုက်ချုံမနေဘူးသူတို့စိုးမိုးထားတဲ့ဒေတာမှာသူတို့လုံခြုံရေးတိုးတက်ရေးကျန်းမာရေးပညာရေးစသဖြင့်လုပ်နေမှာပဲလက်ရှိဒေတာတွေလုပ်နေနေရတယ်အများကြီးဒါပေမဲ့အစိုးဆုံးကအဲ့ဒီအာနာယူတွေနဲ့အတူအဲ့အာနာယူတွေအနောက်ကနေဒီတိုင်းပြည်ကိုအကြမ်းဖက်ဖို့မဟုတ်တာလုပ်ဖို့မြှောက်ပေးနေတဲ့ကောင်တွေအဲ့ဒီထဲမှာကြော်မျိုးမင်းဒီကောင်ကိုကြတော့လေအကြမ်းဖက်တိုက်ပြည့်ဥပဒေနဲ့ပြက်သားအရေးယူဖို့တင့်နေဒီကောင်ကိုလုံးဝထားလို့မရတော့ဘာဖြစ်လို့ဒီကောင်တအားကြီးတရားလွန်ပါပြီပြည်သူကိုအေးချမ်းစွာနေတဲ့ပြည်သူကိုအကြမ်းဖက်ဖို့လှုံ့ဆော်တာလောက်မိုက်ရိုင်းတာမရှိဘူးရှင်းလေးအခုတူပြောနေတဲ့အခုဒီမှာအနုပညာရှင်တွေကိုဒုက္ခပေးဖို့တူပြောနေတာတူပြောနေတဲ့အနုပညာရှင်တွေကဗျာတော်လှန်ရေးဘက်ကိုပေါင်းပြီးတော့ဟုတ်တယ်နော်ကျွန်တော်ပြောတာမျက်နှာသားတာပဲကျွန်တော်ပြောမယ်တော်လှန်ရေးဘက်ကိုပူးပေါင်းပြီးတော့လုံနေတဲ့သူတွေကိုမွတ်လို့သူတလို့ပြောတယ်ဆိုကျွန်တော်ဖြေတာတယ်ဒါကျွန်တော်ပွင့်လင်းပြောတာတော်လှန်ရေးဘက်လည်းမပေါင်းဘူးတော်လှန်ရေးဘက်ကလူတွေနဲ့လည်းဆက်လုံနေတာမဟုတ်ဘူးသူတို့စီးပွားသူတို့ရှာပြီးသူတို့အနုပညာအလုပ်လုပ်နေတယ်တချို့တွေကျတော့မလုပ်ဘဲသူတို့အေးစင်းငြိမ်နေတယ်ဒီလူတွေကိုသူတို့အကြိုက်မလုပ်ပေးလို့ဖမ်းဖို့စီးဖို့စစ်ဖို့မေးဖို့ဖိအားပေးဖို့မြှောက်ပေးနေတဲ့လုပ်ရတာဒါအင်မတန်ရုပ်ပဲတခုရှိတယ်တော်လိုင်းမှာပါနေတဲ့အမှုပညာရှင်တွေအခုဆိုရင်မတ်ထူကျော်သိန်းတို့ရှိမယ်ကိုလင်းတို့မချစ်သူဝေတို့ကိုဒေါင်းတို့စတဲ့ဖြင့်ဒါတွေအကုန်ရှိနေမှာဒီအမှုပညာရှင်တွေတူနေတဲ့ပြောနေတာကျွန်တော်ခွင့်လွှတ်သေးတယ်ဘာဖြစ်လို့လဲဒီအမှုပညာရှင်တွေကတော်လိုင်းဘက်မှာပါဝင်လှုပ်ဆောင်နေလို့ဟုတ်တယ်နော်ကျွန်တော်မျက်နှာသားတာပဲကျွန်တော်ပြောပါတယ်တော်လိုင်းဘက်မှာပါဝင်လှုပ်ဆောင်နေလို့အဲ့လိုလူမျိုးတွေကိုပြောရင်ဟောဒါတော်လိုင်းဘက်မှာလှုပ်နေတဲ့အမှုပညာရှင်မို့လို့သူကဟိုဘက်အချမ်းကနေတယ်ပြောတယ်တတ်မှတ်ပေးလို့ရတယ်အခုကတော်လိုင်းဘက်ကလည်းမလုပ်ဘူးသူတို့စီးပွားသူတို့ရှာပြီးသူတို့ဘဝအေးချမ်းချမ်းနေတဲ့အမှုပညာရှင်ကိုတွားပြီးတော့ဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်လုပ်နေတဲ့လုပ်ရမြောက်ပေးနေမြောက်ပေးရဒါလုံးဝလက်ခံတင့်တဲ့အရာမဟုတ်တော့နော်ကြည်ဝါဓမ္မအကောင်ပြောထားတာမလီငါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုပ်ပေးရတာဘာညာအဒီဘက်တွေလာမှာဟိုမြန်မာနိုင်ငံမှာပဲဟိုလူတွင်ကျဲတော့လည်းပြောတတ်တယ်ရုပ်နဲ့ပုံနဲ့ကြည့်မိမလောင်မိမရှာရုပ်ကြည့်ဟုတ်တယ်အိတ်ချက်အဆင့်ကြီးကြက်တောင်ရုပ်ချက်ဖောင်လိုက်ရဖင်ချကနေမရုပ်ကောင်းပြောတာကြည့်ရုပ်ကိုကြည့်ဆိုတော့နိုင်ငံတော်ကြီးကလေးအနေနဲ့လေသိဖို့လိုတာကတိုင်းပြည်ကိုကူညီမယ်လို့ပြောထားတဲ့အမှုပညာရှင်တွေကနိုင်ငံတော်ကူညီမယ်လို့ပြောထားတဲ့အမှုပညာရှင်တွေကမကူညီဘဲနဲ့ငါတို့မတက်တာလို့နိုင်ငံတော်လို့တိုင်းပြည်လို့ဆိုတော့မင်းအောင်လှိုင်တဲ့အဲ့ဒီစစ်တပ်ခေါင်းဆောင်တွေနိုင်ငံတော်လားဟမ်ကြော်မျိုးမင်းဟုတ်မင်းငါမတိလို့မေးတာအဲ့ဒီစစ်တပ်ခေါင်းဆောင်တွေကနိုင်ငံတော်လားလို့ဟမ်မင်းတို့တွေကကွာငါလေးတကယ်မင်းတို့ကိုလေငါပြောเสียစကလုံးလည်းမရှိတော့ဘူးနှိုင်းเสียအရာလည်းမရှိတော့မင်းမဲ့လင်တွေကနိုင်ငံတော်မဟုတ်တာမင်းတို့ကိုကူညီပေးအောင်နိုင်ငံတော်ဆိုတာပြည်သူအများစုကိုစားပြုတာမအေလို့ရဲ့မှတ်ထားတိလားမင်းမဲ့လင်မရောက်နိုင်ရနိုင်ငံတော်မဟုတ်ဘူးနိုင်ငံတော်ဆိုမင်းတယောက်တည်းမှာဖြူငေါခေါ်ပြီးဥကုန်းချနေမှာနော်ပေါ့ကွာဆိုတော့အချိုးမျိုးနဲ့လုပ်တယ်ဆိုရင်အေးမတက်တာလားတစ်ချိန်မဟုတ်ဘူးကွာအချိန်ခါပဲဆိုတော့မပြောက်ဘူးလို့လေဘာလို့ဆိုတော့တစ်ခါကြာရင်ဒီလူတွေကနည်းနည်းလေးတော့ကြောင်းမန်းကံမန်းသိအောင်လုပ်ထားပြီးလို့လိုရတယ်နောက်မှဆိုဂျိုကြွတတ်တယ်ပြီးရင်တို့ကဘာလဲဆိုတော့အခုဒီနေ့ဒီမှာသူပြောလိုက်တယ်ပြောပြီးနောက်ကြလို့ရှိရင် Facebook မှာဟိုတက်လာလို့ရှိရင်သူ့ရဲ့ fan တွေကနေပြီးတော့တို့ရဲ့အခြားသောတို့ရဲ့ဒီ lobby တွေပေါ့တို့ရဲ့ lobby တွေနဲ့တို့ရဲ့ fan တွေတို့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါင်းပြီးတော့မလီငါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုပ်ပေးရတာဘာညာအဒီဘက်တွေလာမှာအဲ့တိုင်းလာမှာဘူးအဲ့တိုင်းလာမတက်တာလို့လုပ်ပေးရတာတနကြီးထုတ်ခိုင်းတော့လောက်ပြီပေါ့မဟုတ်ဘူးလားအဲ့ဒါဆိုဟမ်မဟုတ်ဘူးလားအခုမင်းပြောတဲ့အမှုပညာရှင်တွေကတော်လိုင်းဘက်ကိုပါဝင်နေတဲ့သူတွေမဟုတ်ဘူးလေတော်လိုင်းဘက်ကိုခိုးကြောင်ခိုးဝဲပါဝင်နေလို့ရှိရင်မင်းကြိုက်တယ်လို့ပြောလေသူတို့တော်လိုင်းဘက်ကိုလည်းသူတို့ပါပူးပေါင်းနေတာမဟုတ်ဘူးသူတို့အလုပ်သူတို့စီးပွားရှာနေချို့တွေဆိုရင်သူတို့အလုပ်တော့သူတို့မလုပ်ဘဲနဲ့သူတို့ဒီကလာကြီးမှာအေးချမ်းချမ်းနေကြလို့သူတို့အေးချမ်းချမ်းနေနေတဲ့တူတွေလေအဲ့ဒါတွေကိုမင်းတလုံးမျိုးပြောနေတာမင်းမရှက်ဘူးလားကြော်မျိုးမင်းဟမ်ကဲအဲ့တော့ကြော်မျိုးမင်းကိုကောင်မျိုးကျွန်တော်တို့ကဒီတိုင်းထိုင်ကြည့်နေရတော့ဘူးလားဟမ်တနထောက်ခိုင်းတယ်လို့ပြောမှာစကားလုံးအဲ့လိုလေးလာမှာအဲ့တော့အာနာမည်ပေါ်စီအနေနဲ့ကလည်းဒီလူတွေကိုခေါ်ခိုင်းရတာစောက်လဲယူစားလဲယူလို့ဖြစ်တယ်တိုးတော့လုံးမှလည်းဖြစ်မယ်မလုံးရင်လည်းမရဘူးအဲ့တော့ရှင်းလေးပြောရရင်တော့တချို့လူတွေက2020နဲ့တပြီးတော့2020နဲ့ဟိုကဲလို့မမရအောင်အကယ်ဒမီဘတ်တက်တဲ့အချိန်မှာတချို့လူတွေမျက်နှာကြောတွေကဘယ်လိုနေလဲမမေ့ကြသေးဘူးဆိုရင်ပြန်စဉ်းစားဖို့လိုတယ်တချို့လူတွေကယ်ဒမီဘတ်တက်လာတယ်မတက်တာလို့တက်လာတယ်ဒါပေမဲ့
2020မှာတက်လာပြီဒါပဲဘာဆက်လုပ်လဲဆိုတော့ဘာဆက်လုပ်လဲဆိုတော့ ဟိုအဲ့ဆိုမင်းတို့ငါမေးမယ်ကွာမင်းအမေကိုမဒိန်ကျင့်တယ်မင်းမယားကိုလည်းမဒိန်ကျင့်မယ်နော်အဲ့ဒီလူကမင်းအိမ်မှာခေါင်းရင်းမှာတနက်ကင်ပြီးထိုင်းနေမယ်မင်းလည်းဘာမှမလုပ်ရဘူးမင်းအဖေလည်းဘာမှမလုပ်ရဘူးနော်အဲ့တော့ဒါပေမဲ့အဲ့လူကိုမင်းဘယ်လိုဆက်ဆံလဲမင်းမကြိုက်တဲ့ပုံနဲ့ဆက်ဆံမလားရင်ကျေးပြူငါချိုတာပြီးဆက်ဆံမလားစဉ်းစားကြည့်လေလက်ရှိမင်းမဲ့လေမင်းအောင်နိုင်အပါဝင်စစ်ကောင်းဆောင်တွေကတိုင်းပြည်ရဲ့ကောင်းဆောင်မဟုတ်ဘူးတိုင်းပြည်ရဲ့အစိုးရလည်းမဟုတ်ဘူးသူတို့ကဘယ်သူမှလည်းခေါင်းဆောင်မတင်ထားဘူးမြန်မာပြည်သူကလည်းခေါင်းဆောင်မတင်ထားသလိုကဘာကလည်းခေါင်းဆောင်မတင်ထားဘူးလက်ရှိအချိန်ထိကုလသမဂ္ဂရဲ့စည်ရင်းမှာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရနာမည်ဟာမသိပါနဲ့ဒေါ်အောင်ဆန်းစုကြည်တဲ့သမ္မတဦးဝင်းမြင့်နော်အော်တိုဘာလ29ရက်နေ့နောက်ဆုံးထုတ်ပြန်တဲ့စည်ရင်းထိအဲ့တော့မင်းမဲ့လျင်တိုင်းပြည်ရဲ့ခေါင်းဆောင်တွေမဟုတ်ဘူးတိုင်းပြည်ရဲ့နော်ဟိုပြည်သူတင်မြှောက်ထားတဲ့အစိုးရလည်းမဟုတ်ဘူးဟမ်အာဏာသိမ်းထားတဲ့ပြည်သူကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်သမားတွေမင်းအောင်နိုင်ဆိုရာဇဝတ်ကောင်ကြီးအဲ့ဒီကောင်တွေကိုမင်းကအဲ့ဒီကောင်တွေကိုမကြိုက်တဲ့ပုံစံဆက်ဆံတာကိုမင်းကဓာတ်တွေကိုအေးအေးယူဖို့မင်းလှုံ့ဆော်တယ်ဆိုတော့မင်းပါဇက်ကိုမင်းမရှက်ဘူးလားဟမ်ရတရားမှုတရားမျှတမှုဆိုတာဘာလဲမင်းတို့မသိတော့ဘူးလားဟမ်မင်းမေမင်းကိုမွေးတဲ့မတင်လိုက်ဘူးလားတရားမျှတမှုဆိုတာဟမ်မင်းတို့ကဘာမကြီးတချင်းနဲ့မင်းငငယ်အကြောင်းတက်တော့မင်းမဆိုခဲ့ဘူးလားဟမ်တရားမျှတမှုဆိုတဲ့စကားလုံးကဘာကိုပြောတာမင်းတို့တွေကွာတလောက်တော့မိုက်တိုင်းစုပ်ပဲ့အားကြီးတယ်မကောင်းဘူးအဲ့ဒါတော့စေမော်တက်ပြီးတော့မန်ဂျောကြီးကတင်းတင်းနေစကားပြောတော့စကားကြောတင်းတင်းနေတယ်ခက်မှမှာရွှေမုံရည်တို့ပါလို့ဆိုရင်ပြောရင်အမှားပါမှာဆိုလို့ဒီလောက်နဲ့ပဲတောင်းကျေးဇူးတင်တော့မချောင်ပြုံးတော့အဲ့ဒီလှုပ်ဆင်းသွားတာခင်ဗျာဟုတ်တယ်လေအမှားပါတော့ရအောင်လားဟမ်မင်းတော်မှမင်းကိုဇော်မဲလုံးမင်းတရင်တော့ပထမဦးဆုံးမင်းစောက်ချိုးမပြေခင်တော့ဇော်မဲလုံးမင်းကိုဖင်ချတဲ့အချိန်မင်းစောက်ခွက်ဘလို့ဖြစ်သွားလဲဟမ်မင်းဒီမှာအချက်လက်နဲ့ရှိပါဆိုဘာချက်လက်ဆိုဟိုကမင်းကိုငမဲမင်းကိုတက်ဖြဲတဲ့အချိန်မှာမင်းဘလို့ဖြစ်သွားလဲဟမ်အဲ့တော့တည်းမင်းစောက်ဖို့ကြိုးရတာမလားမင်းအခုမင်းဟိုမှာကျန်းဖို့ကဘူးလက်တဲ့ပြောနေတယ်မင်းဘာပြန်ပြောရဲလဲဘူးလက်ကိုဟမ်စောက်ပေါ့ပြောလို့ရတဲ့လူတွေမဆိုင်တဲ့အမှုပညာရှင်တွေမင်းလိုက်ဟောက်စားပြီးမောက်ကောက်ကလုပ်ဖို့ကလေးကချင်းနဲ့မြှောက်ပေးနေတယ်မင်းမဲ့လင်ကျတော့မင်းကြောက်လားဘူးလက်လားဆိုမင်းတို့တဲ့ပြောနေတာလေမင်းဘာပြန်ပြောရဲလဲမင်းတို့စောက်ကြည့်ရနိုင်ရစားနဲ့စောက်ကြည့်တိတာတလိမ့်ဆန်တွေအဲ့ဒါတလိမ့်ဆန်မှသားတွေအကျင့်လားဟမ်ကိုဖြဲချောက်လို့ရလူဆိုဖြဲချောက်မယ်အနိုင်ကျင့်လို့ရလူဆိုအနိုင်ကျင့်မယ်ကိုထက်အင်အားကြီးလို့ဆိုသွားလေးချဲပြီးနွားပွဲသားလို့ဟမ်ဖင်လိုက်ရက်မယ်စောက်ချက်မရှိတဲ့ခွေးမျိုးတွေဟမ်မာတာဟိုငမဲလုံးတူကိုဖြဲတော့ဟိုမှာစောက်ခွက်ကမျက်နှာငယ်နဲ့ငမဲမင်းကိုဖြဲတဲ့အချိန်မှာမင်းဘယ်လိုခံစားရလဲမင်းရင်ထဲမှာဘယ်လိုနေတယ်မင်းရင်ထဲမှာဘယ်လိုနေအဲ့ချိန်မှာမင်းမျက်လုံးကဘယ်လိုပုံစံဖြစ်နေတယ်ငမဲလုံးကျေးဇူးတင်တဲ့မျက်လုံးရင်ကျေးတဲ့မျက်လုံးဖြစ်နေတာမင်းစိတ်ထဲမှာငမဲလုံးကိုမကြိုက်တဲ့မျက်လုံးဖြစ်နေတာမင်းစောက်ခွက်ကိုမင်းဗီဒီယိုထဲမှာပြန်ကြည့်လိုက်သိလားအဲ့တော့လူဆိုတာကိုချင်းစာတရားထားရတယ်ကွာကိုတူများအနိုင်ကျင့်ရောကိုခံစားနိုင်လားမင်းကိုယ်တိုင်ခံစားရတာအခုလောလောဆယ်တော်လိုင်းစာမှာဆိုငမဲလုံးဟမ်အခုချိန်ထိဘူးလက်လာဆိုမင်းကိုစောနေတာလေတဲ့ပြောနေတာလေမင်းဘာပြန်ပြောရဲတယ်ဟမ်မင်းအမီးကိုကောက်နေမလားရှော့တော့လို့မရဘူးခင်ဗျာအိမ်မှာဟိုမင်းသမီးဆိုလဲမလေးဝင်ကြီးကလိုက်ခေါ်တော့သူကကချောချောနဲ့လောက်တာအဲ့လိုလောက်တာခဏစဉ်းစားကြည့်နော်တခါတခါကျရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောအမှန်လို့ယွန်လို့လေမင်းတို့ဟမ်အမှန်နဲ့အဲ့အဘယ်မင်းသမီးနဲ့ငါတော့မတည်ဘူးမင်းပြောတာအမှန်နဲ့အဲ့လောက်ရတဲ့မင်းသမီးနော်ယွန်လို့သိလားမစင်ကိုကြောက်လို့ရှောင်တာမဟုတ်ယွန်လို့ရှောင်တာသူတို့လည်းအဲ့လိုပဲနော်သူတို့ကြည့်တော့ဖြင့်ဗျာခင်ဗျာသူတို့ကြည့်တော့ဖြင့်လူတွေကြည့်တော့ဖြင့်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်ကျဲလုံနေအိမ်ကျက်အဆင့်တွေကြက်တောင်ရိုးကျက်မှုအိမ်ကျက်အဆင့်တွေအဲ့လိုအဆင့်တွေလူကြည့်တော့ဟိုပြောမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေပွင့်လည်းပြောလူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့မှန်တာကွာညုံဖြင့်ဒါမီဒီယာဓမ္မတယ်ကွာစိတ်ပြက်ပါလေငါဟုတ်ပါတယ်တကယ်ပဲအချင်းပေါင်းတဲ့အချင်းတွေလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်မယ်ဆိုတော့တခါကျရင်တော့ဖင်ကောင်းတိတ်ကျဲတာတော်တော်ကျဲလုံးတယ်ကဘာနဲ့ချီကျဲလုံးတယ်လူကြည့်တော့ဖြင့်ဟိုကဘာကိုချီတယ်လောက်တော့မလားကကြားတယ်နော်ကြော်မျိုးမင်းပြောရတာအဓိကတော့လက်ရှိပြည်တွင်းမှာသူ့အမေလင်မင်းအောင်နိုင်ကိုမဖားတဲ့အမှုပညာရှင်တွေကိုပြဿနာရှာတာအဲ့တော့ကျွန်တော်ပြောတာမျှတပါကျွန်တော်အများပြောပါတော်နိုင်မလုပ်တဲ့သူကိုအပြစ်သွားပြောလို့မရဘူးအေးဒါပေမဲ့တော်နိုင်ရေးမှာရန်သူနဲ့သွားပေါင်းနေတဲ့သူဆိုရင်တော့ရန်သူဖြစ်တယ်ဒါအဲ့ဒီတဘောတဘာဝပဲဒါလက်ကင်ထားလို့ရတယ်ရှင်းရှင်းလေးဟုတ်တယ်နော်ကျွန်တော်တို့ဘက်ကတော်လိုင်းဘက်ကကြည့်မယ်ဆိုရင်ရန်သူဖြစ်တဲ့ဒီအာနာရှင်စစ်တပ်နဲ့စစ်ခေါင်းဆောင်တွေနဲ့တွားပေါင်းမယ်အကျိုးတူအလုပ်တွေလုပ်မယ်ဒီအာနာရှင်ဖြစ်တဲ့ကောင်တွေနော်ဟိုဘယ်လိုပြောမလဲအထောက်အကူဖြစ်သွားအောင်အားတစ်ခုဖြစ်သွားအောင်
ပူပေါင်းလှုပ်ဆောင်ပတ်သက်နေတဲ့ဒူဆိုရင်ဒါဟာတော်လှန်ရေးရန်သူတတ်မှတ်လို့ရတယ်ထိုနည်းတူပဲသူတို့ဘက်ကလူတွေလည်းတော်လှန်ရေးဘက်နဲ့ပူပေါင်းမယ်တော်လှန်ရေးမှာရန်ပုံငွေတွေရှားနေတယ်ဒီပြည်သူတော်လှန်ရေးမှာတနည်းမဟုတ်တနည်းလုံနေတဲ့ဒူတွေကိုအခုလိုမျိုးပြဿနာရှာမယ်ရန်သူဖြစ်တတ်မှတ်မယ်ဒါဆိုမျှတာကျွန်တော်ပြောဖြစ်တဲ့လက်တွေ့လဲလက်တွေ့လဲကြိုက်တယ်ဗျာဒါပေမဲ့သူတို့အနောက်ဘဒုဘကုံမဝင်နေမဖြစ်ဘူးသူ့အတူအေးစင်းနေနေတယ်သူကြက်ရှိချိန်မှာမကြိုက်ကြတာလူတွေကလွတ်လပ်ခွင့်ပြီဟမ်သူမကြိုက်တာနဲ့ပဲမကြိုက်ရကောင်းမလားအပြစ်ဖြစ်တယ်ဆိုတော့ဘလောက်မတရားမှုကိုပြုတ်ကြည့်နေလဲဆိုတာစဉ်းစားကြည့်အဲ့တော့ဇော်မဲလုံးကပြောထားတဲ့စကားရှိတယ်ဘာဖြစ်လဲအချမ်းဖက်ဓမားတွေနဲ့အတူတူရှင်တွဲနေထိုင်ရင်းနဲ့အချမ်းဖက်ဥပဒေနဲ့တုတ်တင်ရှင်းလင်းလို့ရတယ်ဒါကြောင့်မလို့သူတို့ဘုံကျဲနေတာတဲ့ဘုံကျဲတဲ့နေရာမှာပြည်သူတွေတည်တယ်အဲ့ဒီပြည်သူတွေကတဲ့ PDF တွေနဲ့အတူတူဒီတော်လိုင်းအင်အားစုတွေနဲ့အတူတူရှိနေလို့ရှိရင်အဲ့ဒီပြည်သူကိုလည်းတုတ်တင်တတ်လို့ရတယ်လို့ငမဲလုံးကိုလည်းပြောထားတာဖြစ်တဲ့အတွက်ဇော်မဲလုံးဆိုရင်အတူတူနေတဲ့အဆင့်မဟုတ်တော့အကျိုးစီးပွားလုပ်ပေးတဲ့အဆင့်တောင်မကတော့အဲ့တော့ဒီကျော်မျိုးမင်းတို့ကောင်မျိုးဆိုရင်ဘယ်လိုအရေးယူလို့ရဒါအပြည့်ရှင်းနေတယ်နော်အဲ့တော့ကျော်မျိုးမင်းတော်လိုင်းရင်မင်းတို့တော်လိုင်းနိုင်ဝိုင်းsorry မင်းတို့တော်လိုင်းနဲ့တော်လိုင်းကနိုင်မယ်နော်အဲ့လောက်ထိဖြစ်နေတာတွေ့လားမင်းတို့စစ်တပ်ဘက်ကနိုင်ဝမ်းမယ်ဆိုရင်တော့ဒါငါပုံဝင်လင်းပြောမင်းကြိုက်တယ်လို့လုပ်မင်းဘွားကကြိုက်တယ်လို့နေပေါ့ကွာအယိုးလေးတယိုးတော့ကြိုက်ကမှာပေါ့နော်မြေခွက်လေးတစ်ခွက်ရရင်ရမှာပေါ့ဟုတ်တယ်မလားဒါပေမဲ့အခုလောလောဆယ်တောင်မှမင်းစောက်ရမဝင်ပါဘူးအဲ့ဒါမှမင်းအဲ့ဒီဇော်မဲလုံးနဲ့မင်းနဲ့ညှိပြီးသေးရဇော်မဲလုံးမင်းကိုမျက်မိုးကျိုးပြီးသေးရမင်းလူရမဝင်တော့တာဟမ်ဝက်လီကျော်စိုးဦးပဲနေရနေတာတရုတ်တော့မလိုက်ကတော့မင်းစိတ်ကောက်နေတယ်ဘူးလက်ကြီးမင်းကိုပြောထားတာမင်းတခေါမှတော့ပြန်မပြောရဘူးတပည့်လူလာပြောချင်ရင်ဘဲကက်လန်အောင်ပြန်ပြောမှာနှုတ်ဒီကောင်းရှာပါဘူးလက်ငဘောတော်မှာသူခံမပြောရဘူးကြောက်တာဟောဘူးလက်ကြီးကတိတ်ဖြုတ်တာနည်းနည်းလေးတီးတဲ့ကောင်နဲ့ဟာသေရောမင်းနာစရာကြီးမင်းအဲ့ဒါကြောင့်ပြန်မပြောရဘူးမလားအဲ့ဒါပဲမင်းတို့အရေးချင်းသိလားမင်းတို့ကပါတလိမ့်ဆန်တလိမ့်ဆန်မှားတာတွေကြီးတဲ့လူကိုဖားမယ်ငယ်တဲ့ကောင်ကိုနှိမ့်မယ်ဖျဲချောက်ရတဲ့ကောင်ဖျဲချောက်မယ်ကိုယ့်ထက်အင်အားကြီးရင်အမီးကုတ်ပြီးတော့ဖင်ရက်မယ်အဲ့ဒါတလိမ့်ဆန်တယ်သိလားနော်အဲ့တော့မင်းကပြောချင်တာကလူတွေးပါလူလုတ်ပါနော်တို့တူအေးစင်းနေတဲ့တူတွေဒုက္ခမပေးပါနဲ့သိလားမင်းလှုပ်တဲ့လှုပ်ရက်တွေကပျောက်သွားမှာမဟုတ်ဘူးနော်လေလက်ကြံမှာအဲ့ဒီကြံတဲ့အရာတွေကိုအကျိုးပေးလာတဲ့နေ့မင်းခံစားနိုင်လားတော်လိုင်းနိုင်သွားလို့မင်းအောင်နိုင်ကမင်းကိုခေါ်ရမှာလားကဲတော်လိုင်းနိုင်လို့ရှိရင်မင်းအောင်နိုင်ထွက်ပြေးပြီးရထားမင်းအောင်နိုင်မင်းကိုခေါ်ရမှာလားငါတို့တော်လိုင်းသမားတွေတော်လိုင်းဘက်အင်အားစုတွေတတိယနိုင်ငံခိုလုံလို့ရရင်မင်းတို့တတိယနိုင်ငံခိုလုံလို့မရဘူးနော်ကိုတီးအဲ့ဒါလေးပဲပြောချင်တယ်နော်အဲ့တော့ရုပ်မာတာကြည့်ရုပ်မှာပါကိုအတွက်လဲကိုကြည့်ပြီးမှရုပ်မှာပါလို့မင်းကသတိပေးချင်တယ်